content monetization ဆက်တက်ရသွားတဲ့သူတွေတဲကမှကံကောင်းတဲ့သူတွေရှိပါတယ်။အမှတ်ရပြောမယ်ဆိုလို့ရှိရင်တော့ဒီနှစ်2025ခုနှစ်ဩဂတ်လအကုန်စက်တင်ဘာလအဲ့ဒီဝန်းကျင်လောက်မှာပေါ့နော် CM ရသွားတဲ့သူတွေကဆိုလို့ရှိရင်အရန်ကိုကံကောင်းကြပါတယ်။ဘာကြောင့်လဲဆိုတော့ Facebook ဘက်ကနေပြီးတော့ဒါအစမ်းသက်ခံဒါလောက်ထားတဲ့ page တွေအကောင့်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကရသွားခြင်းဖြစ်ပါတယ်။အဲ့ဒီရသွားတဲ့သူတွေထက် follower ပိုပြီးများတဲ့သူတွေဒါမှမဟုတ်ရှင်လဲ view တွေပိုပြီးများသွားတဲ့သူတွေရှိပါတယ်ဒါပေမဲ့သူတို့ကမရဘူးပေါ့နော်အဲ့ဒီအစမ်းတက်ခံအုပ်စုမှာပါသွားတဲ့သူတွေကကံကောင်းတဲ့အတွက်ကြောင့်မလို့ဒါရသွားခြင်းဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကိုရသွားတယ်ဆိုပြီးတော့မစ조사ဘူးလို့ပြောချင်တာမဟုတ်ဘူးဒီအစမ်းတက်ခံအုပ်စုဖြစ်တဲ့ကြောင့်မလို့တမင်တကာကိုပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါရသွားခြင်းဖြစ်တယ်ပေါ့နော်ပို့ပြီးတော့လွယ်ကူသွားတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာပဲဖြစ်ပါတယ်အဲ့ဒီမှာသတိထားမိလားမသိဘူးပေါ့နော်အဲ့ဒီတုန်းကဆိုလို့ရှိရင်ဒါ Facebook ပေါ်ကိုဒီ creator တွေအားလုံးကပေါ့နော်ရောက်လာအောင်ဒါတမင်တကာကိုဒါမြားခေါ်လိုက်တာပေါ့နော်မြားခေါ်လိုက်တာဟာသူတို့တွေတောင်ဒေါ်လာတွေရနေကြပြီငါတို့တွေလည်းစူးစမ်းမှဖြစ်တော့မယ်ဆိုပြီးအဲ့လိုပုံစံမျိုးဒီတမင်တကာကိုပေးပြလိုက်တော့မှအားလုံးလိုလိုကဒီလမ်းကြောင်းပေါ်တက်လာမှာမဟုတ်ဘူးလားဟုတ်တယ်နော်ကျွန်တော်ဘာကိုပြောချင်တာလဲဆိုတာကိုသိမှာပါနော်တချို့ဆိုလို့ရှိရင်ရှိသေးတယ်အဲ့လိုမျိုးအဲ့ CM ကတခါရဘူးတယ်ပေါ့နော်ရဘူးတဲ့ခါမှာကျတော့နောက်အကောင့်တွေထပ်ဖွင့်ပြီးစူးစမ်းကြတယ်ပေါ့နော်စူးစမ်းတဲ့အချိန်မှာထင်သလောက်ကြည့်မလွယ်တော့ဘူးပထမနေ့အတိုင်းပဲစူးစမ်းတာပဲเนาะပထမ CM ရသွားတဲ့အကောင့်တိုင်းပဲစူးစမ်းတာပဲဒါပေမဲ့ဒုတိယအကောင့်မှာထင်သလောက်ကြီးမလွယ်တော့ဘူးဘာကြောင့်လဲဆိုတော့မစူးစမ်းလို့မဟုတ်ဘူးဟိုဘက်ကတမင်တကာကိုမဖွင့်ပေးတော့တာပေါ့နော်အားကြောင့်မို့အခုနောက်ပိုင်းကမလွယ်တော့ပါဘူးဒါကြောင့်မလို့အရင်ကရသွားတဲ့သူတွေထက်ကျွန်တော်တို့ကပို့ပြီးတော့စူးစမ်းမှ CM ကပွင့်မှာပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းစူးစမ်းနေပါတယ်အားလုံးလည်းအဲ့ဒီထက်ကိုပို့ပြီးတော့စူးစမ်းမှရပါမယ်လို့ပြောချင်ဒါပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုလုပ်လိုက်ရခြင်းဖြစ်ပါတယ်အားလုံးရဲ့အမြင်ကရောဘယ်လိုလေးရှိပါသလဲ comment မှာရေးသွားပေးပါအောင်နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ် bye bye နောက်နေ့ကျရင်ပြန်တွေ့မယ်နော်